မိမိကိုယ်တိုင်ကအကုသိုလ်ကိုရှောင်ကျဉ်ခြင်းကုသိုလ်မှန်သမျှကိုယ်တဏ္ဍာမှာပြည့်စုံအောင်ကြိုးစားအထောက်ခြင်းနဲ့စိတ်ဖြူစင်အောင်ထားခြင်းလို့ဆိုတယ်အလုပ်တွေကိုကိုယ်တိုင်လုံးမှသာလေကောင်းကျိုးချမ်းသာဆိုတာတွေကိုရရှိမှာဖြစ်တယ်ယောဂဝေဒနာဖြစ်နေတဲ့ပုဂ္ဂိုလ်သည်စိတ်ပဲဆိုင်ရာတကြွနားလေတဲ့သမားတော်စီသွားရင်သမားတော်ကတဲ့တဲ့အစာမတဲ့တဲ့အစာရှောင်ရမှနဲ့ဆောင်ရမှာကိုပြောမယ်တောက်ရမယ်ဆေးကိုပေးမယ်ဆေးမှန်မှန်တောက်ပြီးရှောင်ရမှာတွေကိုရှောင်မယ်ဆောင်ရမှာဆောင်မယ်ဆိုရင်ဒီလူနာဟာယောဂပြောင်းပါပဲထို့တူပဲမြတ်စွာဘုရားရဲ့တပည့်တော်ဝကအဖြစ်ခံယူကြတဲ့ဘုရားဗဒဝင်သူတော်စင်တွေမြတ်စွာဘုရားကဒါမကောင်းမှုမလုပ်နဲ့ရှောင်အကုသိုလ်မှန်သမျှရှောင်ရမယ်ကုသိုလ်မှန်သမျှပြည့်စုံအောင်လုပ်ရမယ်လို့ကိုယ်စိတ်လေးကိုဖြူစင်အောင်ထားရမယ်လို့ဒီလိုဆုံးမဩဝါဒပေးတာမိမိကိုယ်တိုင်ကအကုသိုလ်ကိုရှောင်ကျဉ်ခြင်းကုသိုလ်မှန်သမျှကိုယ်တဏ္ဍာမှာပြည့်စုံအောင်ကြိုးစားအထောက်ခြင်းနဲ့စိတ်ဖြူစင်အောင်ထားခြင်းလို့ဆိုတယ်အလုပ်တွေကိုကိုယ်တိုင်လုံးမှသာလေကောင်းကျိုးချမ်းသာဆိုတာတွေကိုရရှိမှာဖြစ်တယ်